ကြောင်းနဲ့ဝင်သားစင်ပါလေဘာလို့ကျန်ခဲတုံးတဲ့ခမှာကြည့်သူ့အကြောင်းအရာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်အားလုံးသိထားတဲ့မိတ်ဆက်ဆရာမျိုးနဲ့ရောသားလေးအကြောင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်လူငယ်တွေချစ်ချစ်ဆရာနဲ့ဖြစ်သွားတဲ့လူငယ်တွေဖြစ်ဖို့နံပါတ်1ချက်နေတယ်ဒါပြောချင်တယ်မတ်တစ်ချက်နဲ့အမှားမှခွဲခြားတတ်ဖို့လူတွေမတ်တစ်ချက်နဲ့အမှားမှခွဲခြားတတ်ဖို့ဒီဘောင်ကျန်ခိုင်39အခန်းငယ်1မှာယောသလေးကတဲ့သူအသက်12နှစ်ပဲရှိသေးတယ်ဒါပေမဲ့သူအကိုတွေလွတ်တဲ့အမှားတွေသူ့ကိုတွေလွတ်တဲ့ဖျားမကြိုက်တဲ့အရာတွေသူ့ဖေအမြဲတမ်းပြန်ပြောတယ်အတိုက်တော့ထူတာမဟုတ်ဘူးသူကကောင်းနေမကောင်းဆိုတာခွဲခြားသိတာဖြစ်တယ်ဒီညာကဘယ်ကလာတာလဲ23ညဘောတာဖတ်ရင်တော့ကိုကြည့်တဲ့အခါကျတော့ငါဝိညာဉ်အားဖြင့်နာမတော်ဘုလူငါတရားလမ်းတဲ့တွေးဆောင်ကျွန်တော်တက်တာပါဘုရားသခင်ရဲ့ဝိညာဉ်ဘွားကြောင့်ဒီတိမ်ဘုရားသခင်တရားလမ်းတဲ့တွေးဆောင်တဲ့အခါကျွန်တော်တို့ဘာလို့သိရလဲသိလာရတယ်ဆိုတော့ကျွန်တော်အမှန်နဲ့မာကိုပြောချတတ်တာဖြစ်တယ်ကျွန်တော်ချစ်ချစ်တာနဲ့ပြည့်ဝတဲ့ယောသရဲ့တက်တာပါနံပါတ်1ချက်နဲ့ဘာတွေ့ရလဲဆိုတော့သူ့ရဲ့တက်တာမှာဘယ်ဟာကအမှားလဲဘယ်ဟာကအမှန်လဲဆိုတော့တွေးချပြီးတော့သိနိုင်တဲ့ကိုယ်တရားဖြစ်တယ်ဆိုတွေ့ရတယ်ဒီညာတော့ဘယ်ရလာလဲဆိုဘုရားသခင်လာတာဖြစ်တယ်ဘုရားကိုကြောက်တဲ့ပုံမှာဘုရားကိုချစ်တဲ့ပုံမှာဘုရားသခင်ကသူ့ကိုအမြဲတမ်းတရားတဲ့ဘက်ကနေတွေးဆောင်တာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်ဒီနေ့ဒီတက်တာမှာမာနီလာမွန်နီလာခွဲခြားလို့မရတဲ့အခြေအနေရှိကောင်းရှိမှဖြစ်တယ်ဒီအချိန်မှာဘုရားသခင်စီကနေပြီးတော့အကျဉ်းအမြင်သွားတာဝိညာဉ်တော်ဘုရားကိုရရှိခံရတာဒီကိုဘုရားသခင်ကဒီမတင်မှာကောင်းတဲ့ဘုရားသခင်ရဲ့မြတ်ဘုရားတရားတော်လည်းတွေးဆောင်မှာဖြစ်ပါတယ်။နံပါတ်1ချက်နဲ့ယောသကမာမဝေဇာတိမြင်တယ်။တရားကဘုရားစီရတာလို့ကျွန်တော်တို့ပြရမှာဖြစ်တယ်။နံပါတ်2ချက်ကတော့ယောသကတဲ့ချင်းချင်းမြတ်တာနဲ့ပြပွားတဲ့လေငယ်လေးယောသကပါနံပါတ်2ချက်ကဘာတွေ့ရလဲဆိုချင်းချင်းမြတ်တာနားလေဒီနေ့ကျွန်တော်တို့ငယ်ချင်းချင်းမြတ်တာအကြောင်းလေးကိုပြောပါတယ်ဒီရွယ်ကအပြောအများဆုံးနဲ့ပြောလို့ကောင်းလို့ဆိုဖြစ်တယ်ကျွန်တော်နားလိုက်ပါချင်းချင်းမြတ်တာပါလေဒါပေမဲ့နှုတ်ကပတ်တော်ကပြောတဲ့ချင်းချင်းမြတ်တာကပါလေဆိုတော့ဒီနေ့ကျွန်တော်တို့တရားစီတိုင်းနားလည်ရပြန်ရအောင်ယောသတာတဲ့သူရဲ့ဒီကိုမောင်ပါတဲ့အားလုံးတွေတဲ့သူ့ပြေကသူချစ်တယ်ဒီကဲတဲ့သူ့ဒီကိုမောင်ပါတဲ့ကသူ့ကိုမြစ်တာစကားမပြောနိုင်ဘူးတဲ့တဘောက်ချန်ခိုင်း30ကိုခိုင်းခဲ့3မှာဒီမှာကြည့်တော့တွေ့ရမှာဖြစ်တယ်ဒါမဲ့သူကသူချင်းခံရတာကိုသိတယ်ဒီလိုပဲသူအချင်းမခံရတာကိုလေသူဥပိ္ပခာဖြစ်နိုင်တယ်။ဘာကြောင့်လဲပထမချက်မှာပြောခဲ့တယ်လေဝိညာဉ်ရေးရမှာပြည့်ဝနေတဲ့အခါကျတော့ဝိညာဉ်ရေးရခွန်အားတွေနဲ့ပြည့်စုံတဲ့အခါကျတော့ဘုရားသခင်ကသူ့ကိုတရားလမ်းနဲ့တွေးဆောင်တဲ့အခါသူအချင်းခံရတာကိုနားလေသဘောပေါက်တယ်သူမချစ်တဲ့သူ့ကိုမချစ်တဲ့သူနားလေပြီးနေအထူးသဖြင့်တော့ဘုရားသခင်ကသူ့ကိုချစ်တဲ့အရာကလုံလောက်ပြီဒီရောက်မှာသူချစ်နေတာဖြစ်တယ်ကျင့်တဲ့သူတွေချစ်ချစ်မချစ်ချစ်သူ့အသက်တာမှာသူဒီအရာတွေမှာဥပိ္ပခာပြုနေတယ်ကျွန်တော်ပြရဖြစ်တယ်ကျွန်တော်လူငယ်တွေချစ်ချစ်မြတ်တာအကြောင်းကိုသိဖို့လိုတယ်လို့
တဲ့ခါကျတော့ဘုရားသခင်ကကျွန်တော်ကိုချစ်တယ်ဘုရားသခင်ကျွန်တော်ကိုချစ်တယ်အသက်ပေးပြီးချစ်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်သိရှိဖို့အမှန်တမ်းမှအရေးကြီးတယ်ကျွန်တော်သိရှိတဲ့သမီးသားချစ်တယ်ဖခင်ချစ်တဲ့မိခင်ချစ်တဲ့ကျွန်တော်ဖခင်ကကျွန်တော်အရင်ချစ်ပါတယ်ကျွန်တော်မိခင်ကကျွန်တော်အရင်ချစ်ပါတယ်ဒါပေမဲ့သူတို့အသက်ရှင်နေတဲ့အချိန်ကိုကျွန်တော်ချစ်နိုင်တာဖြစ်တယ်သူတို့အသက်မရှိလို့ကျွန်တော်မချစ်နိုင်ဘူးသူတို့ကိုကူညီနေတော့ဒါပေမဲ့ဘုရားခင်အားဖြင့်ဖြစ်တာလည်းသူချစ်ပါတယ်အချိန်တိုင်းမှာတိတ်အတွက်လွေထွေးမှုလုံခြုံမှုနဲ့တကယ်ပဲတိတ်ကိုလွေထွေးမှုပေးနေတဲ့ချစ်ချင်းမြတ်တာရှိတယ်ဆိုတော့သိရှိနားလည်းဖြစ်ပါတယ်ဒီချစ်ချင်းမြတ်တာကိုသိရှိနားလည်းတဲ့အခါကျတော့ယောသကကျက်တဲ့အရာတွေကကျက်တဲ့သူ့ကိုပုံတဲ့အရာတွေကသူနားလည်းဖြစ်ပါတယ်နံပါတ်3ဒီချစ်ချင်းမြတ်တာနဲ့ပြေးသွားတဲ့ယောသကပါရှိတယ်သူ့မှာရှိပါတယ်ရှိတယ်ယောသမှာယူပါရအချင်းကြီးပဲသူ့ရဲ့ယူပါရမှာသူ့ဝိသားစုနဲ့မှာပါသူ့ရဲ့တိုင်းဝိုင်းနဲ့မှာပါသူ့ယူပါရလောက်ကြီးတဲ့ယူပါရမရှိဘူးလို့သူကပြောရေးပြောလဲပြောနိုင်ဘာကြောင့်သူ့ရဲ့ယူပါရသူသိလို့ဖြစ်တယ်ဒီနေ့ကျွန်တော်လူငယ်ကိုယ့်ရဲ့ယူပါရဘာရှိလဲကျွန်တော်ရဲပြောနိုင်ကြလာမယ့်နာနေမှာအသိတော့ဘလို့တိုးတက်မှုဖြစ်အောင်လုပ်တယ်။ဒါပေမဲ့ဒါကကျေးဇူးကဘလို့တိုးတက်မှုဖြစ်အောင်လုပ်လဲဆိုတော့ယူပါရောကျွန်တော်လူငယ်တွေမှာရှိနေတာ။ကျွန်တော်လူငယ်တွေအနာဂတ်မှာရှိရတာကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်။ယောသကသူတနေ့ဘာဖြစ်ပဲဆိုတော့သူရဲရဲပြောလိုက်တယ်။ဒီနေ့ကျွန်တော်ယုံကြည်သူလူငယ်တွေတကယ်ကျွန်တော်အသိတော်ကဘာဖြစ်ရလဲဆိုတော့ယူပါရောအကြောင်းတရားရှိဖို့လို့မရှိသေးတဲ့ယူပါရောကျွန်တော်ရောက်နိုင်တဲ့ရအောင်သူရဲ့ယူပါရောလူတွေလက်ခံအားဆိုတော့လက်မခံပါဘူးအပေါင်းကျန်ခိုင်း30ကိုခိုင်းတဲ့30မှာရှိတဲ့ကကြတော့သူရဲ့ဖတ်ပြီးကိုယ်တိုင်ကလက်မခံသူရဲ့အိမ်ရဲ့အကြောင်းပြန်ပြောပြစီဒီမှာအိမ်မဲ့ကတော့စပန်နဲ့ကုန်းတဲ့အကြောင်းရဖြစ်တယ်ဒုတိယအိမ်မဲ့ကတော့ကျဲနဲ့လာနဲ့နေတဲ့ကသူ့ကုန်းတဲ့အကြောင်းရဖြစ်တယ်အဲ့ဒီအခါပြောတဲ့အခါမှာသူ့ဖေကငါကမင်းကိုကုန်းကြီးကငါတို့ကမင်းကိုကုန်းကြီးရမှာလားဆိုပြီးတော့သူ့ကိုလူညီတဲ့အချိန်သူ့ရဲ့ယူပါကိုလက်ခံတာကျွန်တော်ပြရဖြစ်တယ်။ဒီနေ့ကျွန်တော်လူငယ်တွေရဲ့ယူပါယုံတွေကိုလူတွေကလက်ခံမှလက်ခံနိုင်တယ်။ဒါပေမဲ့အဲ့ဒီယူပါယုံတွေအဖြစ်စီမခံပါဘူး။အထိတ်ခိုက်မခံတော့ဒီမှာဓမ္မအရေးကြီးတယ်။ယောသကသူ့ရဲ့ယူပါယုံလက်နဲ့ဆိုင်နဲ့ရှိပါတယ်။ဒီယူပါယုံပေါ်မှာသူ့အသက်တော်ဒီစောက်တော်ကိုကျွန်တော်တွေ့ရပါတယ်။ဒီလိုလူတွေသူတို့ယူပါရင်ဘာယူပါရင်ရှိတယ်။လာမယ့်နေ့မှာစကားနဲ့ပြေကအိမ်တော်ကြမယ်။စကားနဲ့ပြေအားရောက်ကြတယ်ဘယ်မှမဟုတ်။ဒီယူပါရင်မရှိလို့သိကြတယ်။တို့တဲ့တော့ကလေးများတာပဲရှိတယ်။ကလေးများလာတာပွားလာတာပဲရှိမှဖြစ်တယ်။တို့အသေးတော်ရဲ့ရှေ့အနာဂတ်ကဆိုရင်စရာဖြစ်မှာဖြစ်တယ်။ဒီအတွက်ကျွန်တော်လူငယ်တွေအသိတော်ရဲ့ရှေ့တာနာလုပ်ငန်းတွေရဲ့အတွက်အမတမကောင်းတဲ့ရှိပါရင်ရှိဖို့လိုအပ်တယ်။မိသားစုတွေလိုအပ်တယ်။ကိုယ်တွေလိုအပ်တယ်။ယောသကရှိပါရင်နည်းနည်းရှာချာရှိတယ်ဒီနေ့သူတို့လူငယ်တွေကျောင်းပိုင်စောင့်စားထားရအောင်။အမှန်လေးချက်ကြတော့ဘာတွေ့ရလဲဆိုတကယ်ယောဂနဲ့ဆိုင်တော့ဘုရားနဲ့သူ့ကိုရည်တယ်။စ
ဆက်ဆံမှုပိုင်းဖြစ်ပါတယ်အဲ့တက်လိုကဲခြင်းကတော့ချစ်စစ်တာကိုကျော်လေစီအမလေးကတော့သူအဲ့တက်လိုကဲခြင်းကချစ်စစ်တာကိုကျော်လေစီဒီနေ့ကျွန်တော်ဒီအကြောင်းကိုကြည့်တဲ့အခါကျတော့ဒီယောသတို့ဇာတ်လမ်းလေးကိုကြည့်တဲ့အခါကျတော့လူငယ်တွေပဲဖြစ်တဲ့အကြောင်းအရာဖြစ်တယ်သူတို့ညီကိုမောင်နှမတွေထဲမှာဖြစ်နေတဲ့အကြောင်းအရာဖြစ်ပါတယ်ယောသအရှိခဲရတာလည်းဒါပေမဲ့ဒီအရာကိုသူ့ကိုကြီးတွေကသူ့အကိုတွေကမူတည်တယ်မပေါ်ပေးနိုင်တကယ်တော့ယောသအချိခံရတယ်ယောသယူပါယုံကောင်းကောင်းရှိတဲ့အရာပေါ်မှာအကိုကြီးတွေကအတူယူပြီးတော့မှဒီအတိုင်းအသက်ရှင်ဖို့ဖြစ်ပါဒါပေမဲ့သူတို့ကကောင်းတဲ့အရာပေါ်မှာအတူမယူဘဲနဲ့ယောသကိုပဲအပြစ်ရှာခြင်းနဲ့ယောသကိုပဲတိုက်ခတ်ခြင်းနဲ့ယောသကိုပဲဖျက်ဆီးခြင်းနဲ့ဒီအရာတွေကဘာဖြစ်လာလဲဆိုတော့သူတို့ရဲ့အနာဂတ်သူတို့ယူပါရင်ဖြစ်စီစီပါတယ်ဘယ်တော့ဒီဆိုလာလေဆိုတော့ယောသရဲ့အကိုတွေကပြည်ချာလူသားတွေအဲ့ကုန်းတယ်တွေနဲ့ရောင်းလိုက်ဒီအကြောင်းအရာကတရက်တည်းမှဖြစ်တဲ့အကြောင်းအရာဖြစ်တယ်လို့ကျွန်တော်တို့တွေးပြီးပါဖြစ်တယ်ဒါပေမဲ့ဒီအကြောင်းအရာဒီတရက်တည်းမှဖြစ်လာတဲ့အကြောင်းအရာမဟုတ်ပဲနဲ့သူ့အကိုတွေကနေစဉ်ရက်ဆက်သူ့ညီကိုကြည်မရတဲ့ဟာငုံတဲ့ဟာအမုန်းပွားခြင်းတွေကချင်းတွေကတနေ့ကြီးပွားလာပြီးတော့မှဒီအချိန်ကြီးရောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တက်တာမှာမချိနိုင်တော့ဘူးအင်းတော်မှာအတူကမိုက်တဟာရမပွင့်နိုင်တော့ဘူးအသေးတော်မှာအတူကပူပေါင်းပါဝင်ခြင်းစိတ်မရှိတော့ဘူးဆိုရင်သိကြတယ်တည့်ရဲ့ဝိညာဉ်ရေးရကကြဆင်းနေပြီဖြစ်တယ်ဆိုတော့ကိုတင်ထားတယ်လို့ဖြစ်တယ်ဘာမှမလို့လည်းမပွားလေအိမ်မှာမနေ့ကကျမ်းစာပါတယ်ငါဆုတောင်းတယ်ဘာလုပ်နေညာလုပ်နေတို့စင်ကြီးတွေဘေးကောင်းဘေးမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တက်တာမှာဒီတရားနဲ့တရားမချိနိုင်ဘူးမိတ္တဟာရမပွင့်နိုင်ဘူးဆိုရင်ဒီအရာတွေကကျွန်တော်လှုပ်ဆောင်ခြင်းတွေကဥညည်ရေးရမပါဘူးဆိုတော့ကျွန်တော်ဓာတ်လိုက်လို့ဖြစ်ပါတယ်ကျွန်တော်ဒီစီပေါက်သွားနေတဲ့အရာတွေကချင်းချင်းမြတ်တာတွေမဟုတ်ဘဲနဲ့ကျွန်တော်အာတတွေကျွန်တော်အမုန်းပွားတဲ့အရာတွေကျွန်တော်လိုချင်တတ်မဲ့ခြင်းတဲ့အရာတွေပဲဖြစ်နေရောသိကြတယ်ကျွန်တော်အသက်တာမှာကျွန်တော်ရဲ့အနာဂတ်ကယူပါယုံတွေပြည့်စည်နေဦးမှာဖြစ်တယ်ယူပါယုံတွေကင်းမဲ့နေဦးမှာဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရမှာဖြစ်တယ်သူတို့ကျွန်တော်အတ္တနိုကဲလာတဲ့အခါကျတော့မချစ်နိုင်ဘူးတရားလည်းနေတော့အဆင်မပြေလို့ကိုလည်းမချစ်နိုင်ဘူးသူတကားဆိုပိုဆိုးတယ်ပိုဆိုးတဲ့အချက်ကကျွန်တော်ဖယားလို့တော့မှမတ်တာရပွက်ချင်တော့ဖယားလို့တော့မချစ်နိုင်တော့တဲ့အခြေအနေတွေတဖြည်းဖြည်းနဲ့တင့်ကိုဆွဲခေါ်လာဖြစ်တယ်လူတွေသူတို့အတ္တယုံကြည်ခြင်းအရာကတော့ချစ်ချင်းမြတ်တာတွေကိုရုပ်ရည်စီတွေပါပြောင်းစီတွေကင်းဝေးစီတွေသိရှိနားလည်ဖို့ဖြစ်ပါတယ်ဒီຢာတွေကယောသရဲ့အကိုတွေဖြစ်ပြနေတဲ့အကြောင်းအရာကိုချစ်ချင်အောင်ကျွန်တော်သိရမှာဖြစ်ပါတယ်နံပါတ်5ချက်အနေကတော့ယောသရဲ့ယူပါယုံဘယ်အရာကမှထိန်းချုပ်လို့မရဘူးထိခိုက်လို့မရဘူးဖြစ်စီလို့မရဘူးယူပါယုံဆိုတဲ့အရာကဖြစ်စီလို့ရတဲ့အရာမဟုတ်ဘူးဆိုတော့ယောသဒီဘက်ကထားတဲ့ဒီဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်။ကပောက်ချက်နဲ့30ကိုခိုင်းနေပြမှာ။ဘာတွေ့ရလဲဆိုယောသကိုအဲဂုရုပြည်ရောင်းစားတယ်။ပါရောမီရဲ့တတ်မှုပေါ်တိဖိုင်အိမ်မှာအရောင်းစားခံရတာဖြစ်တယ်။ကြုံဖြစ်နေဖြစ်ပါဒါပေမဲ့ယော
ယောသကကြုံဖြစ်နေပြီမဲ့လေသူ့ရဲ့ရှုပါလို့မပြောက်သွားပါဘူးသူဘယ်အခြေအနေမျိုးမှာပဲရောက်နေသူ့ရဲ့ရှုပါလို့ဖြစ်စည်းလို့ရတဲ့အရာမရှိဘူးဆိုတာယောသကတက်တည်သူပါဘောဓိပါခေရောက်တဲ့ခါကျတော့အိမ်မပြန်မတိုင်အိမ်မပြန်မလည်းပြောစရာကောင်းတယ်လို့ဒီကျွန်တော်ခံပြီးဘာဖြစ်လဲဆိုတော့ဒီပေါင်းချမ်းတိုင်း30ကိုခန်းကြီး6ကိုရောက်တဲ့ခါကျတော့အဲ့ဒီဘောဓိပါကဘလောက်ထိယောသကိုချစ်တယ်ယုံလေဘလောက်ထိအံ့လေဆိုရင်သူစားတယ်တောက်တယ်သူအိတ်တယ်အဲ့ဒါလွယ်ပြီးတော့သူ့အိမ်မှာဘာဖြစ်တယ်ဖြစ်တဲ့အရာအားလုံးသူမသိဘူးယောသတွေဆိုင်တယ်ယောသကိုအကုန်အပ်တယ်ဒီအရာကိုကြည့်ချင်ပြီးယောသကဒီအိမ်မှာနေတာအိမ်မတမအစီပြေနေတယ်အိမ်မတမတာယာဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်ပြန်လည်ပြီးတော့စမ်းစစ်ရအောင်ယောသတာယာပါတယ်သူ့ဘဝတာယာတဲ့အချိန်ကြီးရှိတယ်ပျော်ရွှင်ခဲ့ရတဲ့အချိန်ကြီးရှိတယ်သူလိုပဲသူမှတကယ်ပဲဒီလိုနေ့တိုင်းကြော်စရာကောင်းတယ်လို့ကျွန်တော်တို့ထင်ရပါမယ်နေ့တိုင်းမှာလည်းသူ့အတွက်စုံစမ်းမှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဘောဓိပါကသူ့ကိုအားတယ်လို့ပဲဘောဓိပါရဲ့မိမကလည်းသူ့ကိုအားတယ်ဘာအားလဲဆိုခန္ဓာကိုယ်နဲ့သူ့ရဲ့တတရားကိုအားတယ်နေ့တိုင်းတွေးဆောင်နေ့တိုင်းသူ့ကိုအားတာဖြစ်တယ်ဒီຢာကသူတို့လူငယ်တွေအတက်တာမှာပြန်လဲစဉ်းစားစိတ်ကြရအောင်တော့ဘေးပတ်ဝန်းကျင်မှာသူတို့ကိုသွေးဆောင်တဲ့အရာတွေအများကြီးရှိမှဖြစ်တယ်သူတို့ပတ်ဝန်းကျင်မှာသူတို့ဖြည့်ဆည်းခြင်းတဲ့အရာတွေပြည့်နေမှာဖြစ်တယ်ဘေးပတ်ဝန်းကျင်မှာသူတို့သွေးဆောင်တဲ့အရာတွေပြည့်နေမှာဖြစ်တယ်ဘေးပတ်ဝန်းကျင်မှာကျွန်တော်တို့ကြာရှုံးစေနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိမှဖြစ်တယ်ကျွန်တော်တို့ဒီအရာတွေနဲ့ကျွန်တော်တို့ယူပါရင်လေးစားဖို့ဒီမှာဓမ္မအရေးကြီးတယ်။ဒီရဲ့ယူပါရင်ဒီရဲ့အပျော်ပါမဲ့ခြင်းနဲ့မလေးစားပါနဲ့။ဒီရဲ့ယူပါရင်ဒီရဲ့အာတတ်တွေနဲ့လေးမစားပါနဲ့။ဒီရဲ့ယူပါရင်လေဒီရဲ့တည်တကားပျော်စရာတွေနဲ့မလေးစားဖို့ဒီမှာဓမ္မအရေးကြီးတယ်။ဘာကြောင့်တိုင်း39အခန်းရဲ့7ကိုချစ်တဲ့အခါဘောဓိပါလူသမီးကသူ့ကိုပြောပါတယ်ပြောတာကဒီခုမှပြောတာပြောဖို့နဲ့နေ့တိုင်းပြောတယ်ငါနဲ့အိတ်ဆန်းဒီခါကျတော့တဲ့ယောသရဲ့အခုလေးကိုထိုင်ပြီးတော့မှပြောတာဒီခါကျတော့ယောသကထွက်ပြေးတော့လက်ထဲမှာကျန်နေတဲ့အရာကသူ့အတွက်အရေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်လူငယ်တွေတခါကျွန်တော်ဆွေးနွေးတဲ့အရာတွေကနေဖျားမကြိုက်တဲ့အရာတွေကနေယုံထွက်နိုင်ဖို့အင်မတန်မှအရေးကြီးတယ်ယုံထွက်ခြင်းစိတ်ကြီးကိုလည်းအင်မတန်မှအရေးကြီးပါတယ်ဒါကကျွန်တော်ကဖျားမကြိုက်တဲ့အရာပေါ်မှာမောပြီးတော့လိုက်ပြီးတော့တာယာလေးတက်ပါတယ်ဒါကအပျော်ပါတဲ့ကြားမှာကျွန်တော်ကမျောပြီးတော့တာယာလေးတက်ပါတယ်ယောသလည်းလူတွေတယောက်ပဲယောက်ျားတယောက်ပဲဒီလောက်လာတဲ့လူသမီးကိုသူအဆုံးရှုံးပေးခံနိုင်တယ်ဒါပေမဲ့သူအဲ့ဒီတည်းကပြေးထွက်ပြီးတော့မှဝေးရသွားပါတယ်ဒီနေ့တချို့အရာတွေကကျွန်တော်တို့မပြေးထွက်ပဲနဲ့ဘယ်တော့မှမလွတ်မြောက်ပါဘူးအချို့အရာတွေကကျွန်တော်တို့မယုံထွက်ပဲနဲ့ဘယ်တော့မှမလွတ်မြောက်ပါဘူးဒီကိုဆွဲဆောင်နေတဲ့အရာတွေကကျွန်တော်သိပါဒီနေ့ခေတ်လူငယ်တွေအတွက်မူရည်စေဝါပေါင်းစုံကျွန်တော်တို့ရှိမှဖြစ်တယ်အဲ့ဒီခါကကျွန်တော်တို့ရုံးထွက်ကြမယ်တေးပြေးထွက်လေပြေးထွက်နိုင်တဲ့ခါ
ပါတယ်ဒီနေ့ကျွန်တော်တက်တာမှာကျွန်တော်လူငယ်တွေစာမပတ်မတဲ့ဖုန်းတွေပဲဒီချိန်လုံးအချိန်ကုန်နေမှာကျွန်တော်ဒီအရာတွေကဘယ်လိုလွတ်မြောက်လဲကျွန်တော်ဘယ်လိုပြေးထွက်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့မေးပြီးတော့ကျွန်တော်ဒီတွေကပြေးထွက်နိုင်တဲ့ပုံအောင်ဘုရားမှာတောင်းခံဖို့ဖြစ်ပါတယ်ကျွန်တော်ဒီတွေကမပြေးမထွက်မချီတော့ဒီအရာတွေကကျွန်တော်တို့ကိုဝါမျိုးရောဖြစ်စီမှာဖြစ်တယ်တော်တော်ပြောလို့ယောသကထောင်လေးကိုအချခံရတယ်။ချောင်းလေးအချခံရပေမဲ့သူ့ယူပါရင်မပြတ်သွားဘူး။ထောင်လေးမှာရှိနေပေမဲ့သူ့ယူပါရင်မပြတ်သွားပါဘူး။ဘယ်တော့ပဲတာယာနေဘယ်လောက်ပဲစီးရဲဒုက္ခခံရသည်ယောသရဲ့ယူပါရင်မပြတ်သွားပါဘူး။ယောသရဲ့စုပါရောကမပြတ်သွားဘူးယောသကိုဘယ်အရာမှမတားဆီးနိုင်ဘူးယောသရဲ့စုပါရောဘယ်အရာမှလည်းဖြည့်ဆည်းလို့မရပါဘူးယောသရဲ့စုပါရောဘယ်အရာကမှလည်းထိန်းချုပ်လို့မရဘူးဆိုတာဘယ်လိုတွေ့ရမှာဖြစ်တယ်ဒီနေ့ကျွန်တော်လူငယ်တွေဝေလေဝါလာဖြစ်နေတဲ့လူငယ်တွေရှိကောင်းရှိမှဖြစ်တယ်ဒါကျွန်တော်လူငယ်တွေအထင်သေးပြီးပြောတာမဟုတ်ပါဘူးတချို့ရှိနိုင်တယ်လူငယ်တွေဒီနေ့ခေတ်လူငယ်တွေကအရင်စူးစမ်းတယ်သူတို့နားမလည်တဲ့ဟာတွေမသိရဘူးသူတို့ကိုသိတယ်သူတို့ကိုနားလေသူတို့မသိရအောင်သူတို့မြင်ရတယ်ကျွန်တော်နားမလည်တဲ့ဟာသူတို့ကိုဆရာပြန်ပြရတယ်ဒါပေမဲ့ယနေ့မြတ်မောင်ခေတ်ကာလမှာလူငယ်တွေအတွက်စိတ်ပေါ်ချက်တွေအများကြီးရှိတယ်ဒီတိုင်းကြီးရဲ့ပရိပကအရေးကြောင့်လူငယ်တွေကိုယ့်ရဲ့ပရိပတွေယူပါရင်အပြည့်စီမခံပါနဲ့ကျွန်တော်တိုင်းရဲ့နိုင်ငံရေးကြောင့်ကျွန်တော်လူငယ်တွေရဲ့ယူပါရင်အပြည့်စီမခံပါနဲ့စီရင်ဒုက္ခတွေကြောင့်ကျွန်တော်ယူပါရင်အပြည့်စီမခံပါနဲ့ဒီယူပါရင်ရှိခြင်းကဒီအနာဂတ်မှာတောင်းတဲ့ပုံစံတစ်ခုကိုရရှိမှာဖြစ်ပါလေဒါပေမဲ့ဒီမှာယူပါရုံမရှိဘူးဆိုရင်ဒီအနာဂတ်ကလည်းဘာမှပြည့်ပုံပေါ်လို့ရမှာမဟုတ်ဘာပုံစံမှလည်းပေါ်မှာမဟုတ်ပါဘူးထောင်ထဲမှာရှိနေတဲ့လူတစ်ယောက်ကဘာလို့လဲပါလဲကျွန်တော်ထောင်ထဲမှာကြာတယ်နော်ကျွန်တော်ဘာလို့လဲကျွန်တော်ထောင်ထဲကလူပုံပဲမျိုးနေမှာဒါပေမဲ့အင်မတန်မှဖျားဖြစ်တဲ့အရာကအင်မတန်မှထူးဆန်းပြီးတော့ကောင်းတတ်တယ်ဆိုတာယောသရဲ့တက်တာကိုချစ်စရာပဲသိရတယ်ယောသကထောင်ထဲမှာနေရတယ်ဒါပေမဲ့ထောင်ထဲကလွတ်ယုံကမကပ်ပဲနဲ့ပရှင်ကယ်ဆိုတဲ့ညာလူတီဖျားကသူ့ကိုချီးရပါယောသသူ့ရဲ့အခြေအနေတွေပေါ်မှာသူကြည့်သူဘာမှသူဝမ်းမြောက်နေစရာအကြောင်းမရှိပါဘူးဒါပေမဲ့သူငယ်ငယ်တည်းကယူပါရုံကိုသူကနေ့စဉ်တိုင်းမှာယူဆောင်လာတယ်နေ့စဉ်တိုင်းမှာသူယူပါရုံကိုသူပုံဖော်တယ်ပညာပြုနိုင်တဲ့ရောက်မှာသူမျက်မှောက်ပြုတယ်ဒီရောက်မှာဘုရားကသူ့ကိုချီးမြှောက်အောင်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ထောင်ထဲကနေဘယင်ကဖြစ်လာတဲ့ယောသကပုံမြင်မဟုတ်ပါဘူး။ဒီຢာကကျမ်းစာထဲမှာထည့်သွင်းပြီးတော့မှကျွန်တော်တို့လူငယ်တွေဘုရားကယုံကြည်သူတွေအခြားသောသူတွေကိုအားရဖို့ရန်အတွက်ကျမ်းစာထဲမှာထည့်သွင်းပြီးတော့ကျွန်တော်တို့အားလုံးကိုအားရစေဖြစ်ပါတယ်။ဒီနေ့ကျွန်တော်အသက်တာမှာအစီအပြေခြင်းရှိခြင်းမှာရှိမှာဖြစ်တယ်ဒီလိုပဲဒုက္ခပြဿနာတွေလည်းအများကြီးရှိနေပြီဒါမှမဟုတ်တော့ဆိုရင်ရင်းတွေကလည်းကျွန်တော်တို့ဘေးနားမှာရှံနေမှာဖြစ်တယ်တ
တေးကြတယ်ရောတကလည်းအဲ့ဒီပြဿနာတွေဒုက္ခဆင်းရဲတွေသူ့ကိုမုန်းတဲ့အရာတွေသူ့ကိုမနာလိုတဲ့ဟာတွေသူမကြည့်ဘူးသူကဖိတ်နာတဲ့ချစ်တဲ့ပုံမှာလူတွေကိုချစ်ပြီးတော့မှဖိတ်ရှားပြုနိုင်တဲ့ပုံမှာပဲမျက်မှောက်ပြုပါတယ်ဒီမျက်မှောက်ပြုခြင်းကသူ့အသက်တာကိုဘုရားကစောတည်မှာဖြစ်ပါတယ်သူတို့ဒီအရာတွေအဖြစ်သူတို့အသက်တာမှာမှားယူဖြစ်ပါတယ်နံပါတ်6ချက်တွေကတော့ချစ်ချင်းမြတ်တာကအရာရာကိုနားလေချစ်ဖြစ်နိုင်တဲ့ဒီအရာကယောသလူငယ်လေးယောသဆိုတာရှိတယ်တော့ကျွန်တော်တွေ့ရမှာဖြစ်တယ်အဘောင်းချက်ခိုင်း45အခန်းကတိကနားကြည့်တဲ့အခါကျတော့ယောသရဲ့ချစ်ချင်းမြတ်တာကြီးမားမှုကြောင့်တွေ့ရမှာဖြစ်သူတည်ခြင်းမှာအသာစီးရနေပြီသူတည်ခြင်းမှာအကုန်လုံးကိုဖျက်ဆီးလို့ရတယ်သူတည်ခြင်းမှာအကုန်လုံးကိုသူနာချင်အောင်လုပ်လို့ရတဲ့အချိန်မှာယောသကဖယားရဲ့ချစ်ချင်းမြတ်တာနဲ့သိခံခွင့်လို့ပြီးတော့သူ့နှလုံးသားထဲကနေပြီးတော့ချစ်ချင်းမြတ်တာနဲ့ပြန်ပြီးတော့သူ့အကိုယ်ကိုပြန်ပြီးတော့နားလည်ပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီမှာခိုင်းစနစ်ခိုင်းတဲ့စတိကိုကြည့်တဲ့အခါကျတော့အစိုးရအဖြစ်ရှုံးမခံနဲ့အတော်အဖြစ်သုံးကိုနိုင်တယ်။ယောသရဲ့တက်တာမှာအစိုးရအများကြီးကြုံတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေနဲ့အရှုံးမခံပဲတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာနဲ့ကောင်းတဲ့အရာတွေနဲ့သူ့ရဲ့ဘဝကြီးကိုတည်ဆောက်ပြီးတော့လောကကြီးကိုလာစင်တာကျွန်တော်တွေ့ရမှာဖြစ်တယ်။တို့ဒီကောင်းဆုံးတွေနဲ့ပြောပြချင်တယ်ဆိုယောသကသူကြုံတွေ့ရတဲ့အရာတွေကအစင်ပြေတဲ့အရာတွေအကုန်မဟုတ်ပါဘူးဒုက္ခတွေလည်းရှိတယ်ပြဿနာလည်းရှိတယ်ပူလောင်မှုတွေခက်ခဲမှုတွေအများကြီးပါပဲအနိုင်ကျင့်ခဲ့ရတယ်မတရားအလုပ်ခဲ့ရတယ်မတရားအပြောခဲ့ရတယ်အပြစ်ပယ်ခဲ့ရတယ်ပို့ဆိုတာကသူထောင်လေးကြတဲ့အထိသူဒီဒုက္ခပြဿနာကိုသူခံစားရတယ်သူဘလောက်ကောင်းကောင်းသူ့ကိုယ်ရသူ့ကိုမကောင်းခဲ့ဘူးသူဘလောက်ကောင်းအောင်လုပ်တော့လူတွေကသူ့ထောင်လေးထည့်တယ်ဒါပေမဲ့သူ့ရဲ့ချစ်ချင်းမြတ်တာကလည်းတင်းရပြီးပြပြီးတော့အနာကျင်တာကိုကျွန်တော်တွေ့ရဖြစ်တယ်နောက်ဆုံးနေတယ်တော့ကျွန်တော်ချစ်ချင်းမြတ်တာနဲ့ပြည့်ဝတဲ့လူတွေဖြစ်ဖို့ကျွန်တော်ဓမ္မတင်းနေတဲ့အမှားမှန်ကိုပဲခြားတတ်တဲ့လူတွေဖြစ်ဖို့ဓမ္မရည်ကြီးတယ်ဓမ္မတင်းအနေနဲ့ချစ်ချင်းမြတ်တာကိုနားနိုင်တဲ့လူတွေဖြစ်ဖို့တဲ့မြတ်တရားကြောင့်နားလည်တဲ့လူတွေဖြစ်ဖို့ဓမ္မရည်ကြီးဓမ္မတော်ချက်တွေကတော့ကျွန်တော်ယူပါရရှိတဲ့လူတွေဖြစ်ဖို့ဓမ္မရည်ကြီးတယ်ဓမ္မလေးချက်တွေကတော့ကျွန်တော်အားတာလူကျဲခြင်းကတော့ချစ်ချင်းမြတ်တာချွတ်နေစီတယ်နားလည်ဖြစ်ပါတယ်ဓမ္မလားချက်တွေနဲ့တည့်ရယူပါလို့ဘယ်ရာမှဆက်စုလို့မရပါဘူးဓမ္မ6ချက်တွေကတော့ချစ်ချင်းမြတ်တာအရာတော်ကိုသိခံနိုင်တယ်ပြုလုပ်နိုင်တယ်လို့တို့နားလည်ရမှာဖြစ်တယ်တကယ်ယေရှုခရစ်တော်ကတော့ရှင်မသက်ခရစ်ဝင်ချမ်းခိုင်း20နဲ့ခိုင်းရဲ့30ခွာနဲ့39ပါပြောထားတယ်ဆိုတော့ယေရှုကလည်းဒီပြာရင်သာရပြာကိုစိတ်နှလုံးချင်းဝဲဉာဏ်ရှိတဲ့ကနေချစ်တော်ပညာသည်ကတ္တမပညာဖြစ်၏ကြီးတော်ပညာလည်းဖြစ်၏ဘုရားတော်ကကိုယ်နဲ့စတဲ့တော်သူကိုယ်နဲ့အများချစ်တော်ပညာပညာသည်ပထမပညာနဲ့ကျွန်တော်သက်ဆိုင်တဲ့ကျွန်တော်ရှိတဲ့ကျွန်တော်ယောဂကြီးအတင်းတို့လာစီတဲ့ရောက်ကြဖြစ်ပါစေလို့လည်းငယ်ဝင်ရပါတယ်။ရောက်တဲ့ဘုရားဖြတ်ရှိကောင်းလာ